Joe promotion မင်္ဂလာပါကျွန်တော်ဇက်ဇက်ကကိုအောင်စရာမိုးပဲဖြစ်ပါတယ်အရင်သူများဒီ promotion လုပ်နေချိန်မှာကျွန်တော် promotion မလုပ်ခဲ့လိုက်ရဘူးဒီအတွက်ကျွန်တော်လူချင်းမင်းတို့ promotion လုပ်ပေးပါမယ်ခင်ဗျာကျွန်တော် promotion လုပ်ပေးမဲ့တဲမှာကျွန်တော်ကိုအောင်ချင်းဆိုပြီးတော့ရောင်းထားတဲ့ product item တွေလည်းပါလိမ့်မယ်ဗျာကျွန်တော်ပထမဦးဆုံးကျွန်တော်ဒီ promotion လုပ်ပေးမှာတော့ကျွန်တော်ဒီ speaker ပဲဖြစ်တယ်ဒီ speaker လေးကကျွန်တော်လူချင်းမင်းတို့ထပ်ပြီးတော့မိတ်ဆက်ပေးကြမလို့เนาะကျွန်တော်အရင်လဲရောင်းရတယ်တော့ဒီစီရဲ့အသေးစိတ်ကိုတော့သိချင်ကျွန်တော်အရင်တင်ထားတဲ့ဗီဒီယိုလေးမှာတော့ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒီဥစ္စာလေးကိုကျွန်တော် promotion လုပ်ပေးတာမဲ့ကျွန်တော်ကိုတော်ရှင်းစိ2100နဲ့ရောင်းလာတယ်ထပ်ပြီးတော့ promotion လုပ်ပေးပါခင်ဗျာ2000အတိနဲ့ယူပါဗျာကျွန်တော် promotion ကတော့ရက်လေးအကန့်အသတ်လုပ်ပေးတာပါတယ်ခင်ဗျာ9ရက်10လ2025နေပြီးတော့14ရက်10လ2025အတိတာဖြစ်ပါတယ်ခင်ဗျာဒီရက်လေးကြော်ဝိုင်းတော့ကျွန်တော်နောက်ကိုစီအတိုင်းပြန်လဲရောက်ချမှာဖြစ်တယ်ဗျာကျွန်တော်တခါတည်းအယောင်လေးပဲပြောပြပေးလိုက်မယ်အယောင်လည်းမင်းများလို့ဗျဘာကာလာလေးတွေရမယ်ဆိုပထမဆုံး coffee အောင်ရမယ် coffee အောင်လို့နော်နောက်ကာလာလေးကတော့ကျွန်တော်တို့အမဲလေးပါဗျနောက်ကာလာလေးကတော့ကျွန်တော်တို့အဖြူပါဗျကျွန်တော် order တင်နေတယ်ဆိုရင်ကျွန်တော် TikTok ကနေဆိုလို့နေ TikTok chat box ကနေဆက်သွယ်ပြီး order တင်လို့ရတယ်ဗျကျွန်တော်တို့ Facebook ကနေဆိုရင်တော့ Facebook page Messenger ကျွန်တော်တို့3992398380 Viber နံပါတ်ကိုလည်းဆက်ပြီးတော့ order တင်နိုင်ရဗျကျွန်တော်နောက်တစ်ခုတောင်းဆိုချင်တာလေးကကျွန်တော် order confirm ပေးတဲ့အခါမှာကျရင်ကျွန်တော်လိပ်စာလေးကိုကျွန်တော်တို့ Viber ကနေဆို Viber နေပို့ပြီးနောက်ပြီးတော့TikTok ကနေမှလည်းဆို TikTok chat box ကနေပြီးတော့လည်းပို့ပေးပါခင်ဗျကျွန်တော်ဖုန်းဆက်ပြီးမှတဲ့အခါမှာလည်းကျွန်တော် order လက်ခံပြီးကျွန်တော်လိပ်စာလေးကိုကျွန်တော်တို့ message ပို့ပေးပါခင်ဗျကျွန်တော်တို့ဘက်ကအမှားအယွင်းလေးပဲဖြစ်အောင်ပါဗျဒီလာလေးတောင်းဆိုချင်ပါတယ်ဗျနောက်ပြီးတော့ကျွန်တော် delivery လေးပေးချင်တာတော့ဒီပေးတချို့ customer တွေကျွန်တော်တို့ cash on delivery ပဲပေးတယ်ဗျအင်းရောက်ဝေချင်တော့ကျွန်တော်ပို့ပေးတယ်တချို့ customer တွေကျွန်တော်ငွေလေးကြိုလွှဲပြီးတော့ကျွန်တော်တို့မှာယူတာလေးရှိတယ်ဒီတော့ကျွန်တော်ငွေလေးကြိုလွှဲခြင်းနဲ့ဆိုတော့39925330ဆိုတဲ့နံပါတ်လေးကိုကျွန်တော်တို့ငွေလွှဲပေးရပါတယ်ဗျကျွန်တော်တို့ရှိမှ KP ကတော့8 account တွေပဲသုံးပါတယ်နာမည်လေးကတော့အောင်စရာမို့ပါအားလုံးကျေးဇူးတင်ပါတယ်